ဖေးမြင့်နှလုံးသားအာဟာရတစ်ချိန်မှတစ်ခုကျွန်တော်တို့မိတ်ဆွေတယောက်ကလူသူရှင်းသောမက်ဆီကိုကမ်းခြေတနေရာမှာသူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်တစ်ခုကိုပြောပြသည်နေဝင်စည်းတဲ့အချိန်ကမ်းခြေမှာသူတယောက်တည်းရှောက်သွားရင်းကဟိုးဝေးစီမှာလူတယောက်ကိုလှမ်းမြင်လိုက်သည်နည်းနည်းနီးလာတော့ဒေသခံတယောက်ဖြစ်ကြောင်းသတိပြုမိသည်ဒီလူကကမ်းခြေတောင်ဆက်မှာကုန်းနှင့်သွားနေရကတစုံတရာကိုငုံကောက်ကပင်လေရီထဲလွှင့်ပစ်သည်ဒီနောက်အဲ့ဒီလိုပဲနည်းနည်းလျှောက်သွားလိုက်တခုခုတွေ့လင်ကောက်ယူလိုက်လွှင့်ပစ်လိုက်လုပ်နေသည်ကျွန်တော်တို့မိတ်ဆွေသူ့နာရောက်သွားပြီးတေချာကြည့်လိုက်တော့လှိုင်းနဲ့ပါလာပြီးတဲတောင်ချင်းပေါ်တင်ကြံနေသည့်ကြက်ငါးတွေကိုရေထဲပြန်ပစ်ထည့်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်ဒီလူဘာရွေချက်နဲ့လုံနေတယ်လဲကျွန်တော်တို့မိတ်ဆွေစဉ်းစားမြဖြစ်သွားသည်သူ့နှင့်သူ့ကိုနှုတ်ဆက်ပြီးတက်ပြီးမေးကြည့်သည်မသိလို့မေးပြစီဗျမိတ်ဆွေဘာလုပ်နေတာပါလဲကြက်ငါးတွေသမုတ်တရားထဲပြန်ပို့ပေးနေရလေခမရမြင်တဲ့အတိုင်းပဲအခုဒီရေကြချိန်တောင်မြေပေါ်မှာတင်ကြံခဲ့တဲ့ကောင်တွေဟာရေတဲချိန်ရောက်အောင်ဒီမှာအကြာကြီးစောင့်နေရမှာဒါပေမဲ့အဲ့ဒီလောက်ကြာရင်အောက်ဆီဂျင်ပြတ်ပြီးသေမှာပဲဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်လည်းသဘောပေါက်ပါတယ်ကျွန်တော်တို့မိတ်ဆွေကဆိုသည်ဒါပေမဲ့ဒီကမ်းခြေတစ်လျှောက်မှာကြက်ငါးတွေထောင်ချီပြီးရှိနေမှာပေါ့ဗျာအဲ့ဒီကောင်တွေအလုံးခမဘလို့လို့လိုက်ကောက်မလဲတယောက်တည်းမနိုင်ဘူးလေဗျာပြီးတော့စဉ်းစားကြည့်ဒီကန်ယိုရန်တစ်လျှောက်လုံးဆိုရင်အခုလိုတောင်ပြင်ပေါင်းရာချီရှိမှာပေါ့ဒီတောင်ဆက်တိုင်းမှာရှိနေမဲ့ကြက်ငါးတွေဘလို့လုပ်မလဲသူ့တဘာဝနဲ့သူဖြစ်နေတာခမည်းတယောက်ကြောင့်ဘာတွေထူးခြားပြောင်းလဲသွားနိုင်မလဲဒေသခံပုဂ္ဂိုလ်ကပြုံးသည်နောက်ထပ်ကြက်ငါးတစ်ကောင်ကောက်တယ်ထို့နောက်အခြားတစ်ကောင်အတွက်မထူးခြားပေမဲ့ဟော်ရီကြက်ကားတစ်ကောင်အတွက်တော့ထူးခြားသွားတာပေါ့ဗျာဟုတ်ဆိုကပင်လေတဲ့လှမ်းပစ်လိုက်လေသည်